ပတ်စံကိုထွေလို့ကိုစားတယ်လက်ဖြတ်ကိုရွှေလို့ထားတယ်လောဘတွေကိုရှေးချိုးထားတယ်စိတ်ဓာတ်ကိုမြင်မြင်သွားတယ်ပတ်စံကိုထွေလို့ကိုစားတယ်လက်ဖြတ်ကိုရွှေလို့ထားတယ်လောဘတွေကိုရှေးချိုးထားတယ်စိတ်ဓာတ်ကိုမြင်မြင်သွားတယ်ဒီသက်သူတွေမအပူစနာခုတွေဇက်ကြီးစပကိုမယူတန်ကကြည့်တယ်မာနဲ့လို့လက်ဆိုးရအပူတန်ကရှိလေလဲရီးကြီးတွေလို့မျိုးတူတတ်တာမရှိပေမာလို့ရပုံစံကမူမှန်လာပြီးတမတရောက်မှုဆိုတာနျူတန်မရှိတယ်လောဘကြောင့်လုံးလိုက်တဲ့မင်းတို့ရဲ့လုံးရဲ့ကြောင့်စာနာမှုဆိုတဲ့စိတ်ကတူးစနာတီဝေးမို့ကြတော့ကဲတော့ကောက်ကြည့်တဲ့ရှုံးမှုတွေမျိုးမျိုးပြကိုကြောင့်ပဲကြားလို့ပါဆိုးချိုးပြလာပြီးတော့စိတ်တက်ကအဝီစိတ်တိုးတိုးကြအတွေ့အကြုံဆိုတဲ့ဒုက္ခတွေနဲ့ရင်းကြီးမှသိတာဒေါဘဒေါသမဟာတွေပဲမင်းစီမှရှိတာတမမဲ့တော့ကျွေဝါတဲ့ထေးကြီးလည်းမဖြစ်ချင်ဘူးငါရှုံးတဲ့လမ်းတွေကမြည်တိမှပြိပပြတော့လောဘဆောင်မနေပါပဲသားတွေကတွေဖြည်းဖြည်းနဲ့လောက်ထွက်လာတယ်ကြားကြောက်လို့ရှိကိုရှိတတ်တဲ့ဆိုပြီးတော့အိတ်နေတဲ့ကြားရှိကိုမှောက်ရပါတယ်မြေပတော်လို့ငါထုတ်ပြပြီးတာလူအမတ်ကိုပေါင်းရင်ကရှုံချသည်ခါဘုဘကပယုံပါလိရှိနာရှိုက်ကိုဖြစ်ဖြစ်ပဲကျင်းတဲ့ကတော့ကစီယာအိုးထုတ်ပြမြတ်စွာဘုရားမနဘကိုခွဲကြတဲ့ကိုဆုံးပါထားနားနဲ့ရောက်အားငယ်တွေသိုးသမားဘွားကတည်းကခဏရင်ရှိအောင်မတုံးပြထားအိုးသူ့ပေါ်ခဏတာနေစိတ်တက်ကိုအမြင်ဆုံးမထားပါဟေးဖြစ်နိုင်ခဏလောက်ဖြစ်ဖြစ်လောဘဒေါသတွေကြောင့်မယုံထပ်လို့သွားရင်ခဏတာဝေးအိုးထုတ်ပြမြတ်စွာဘုရားနားနဲ့ရောက်အားငယ်တွေသိုးသမားဘွားကတည်းကခဏရင်ရှိအောင်မတုံးပြထားအိုးသူ့ပေါ်ခဏတာနေဟေးဖြစ်နိုင်ခဏလောက်ဖြစ်ဖြစ်လောဘဒေါသတွေကြောင့်မယုံထပ်လို့သွားရင်ခဏတာဝေးဘိုးရှိတုံးကပေါ့အကျမ်းမာတဲ့ချစ်တဲ့အိုကြီးစိုးဆက်တဲ့တိုးတဲ့ပါချစ်တဲ့ကြီးကတပည့်အသားစားခြင်းလို့တူတပည့်မြေခွေးကိုဖမ်းပေးဖို့ပြောတဲ့ခါမြေခွေးဆိုတာသူတစ်ပါးပေါ်ဒိန်ညာကောက်ဖြစ်တဲ့နေရာမှာကြွားကြစုံပေကာနီးချင်းတကဆင်းလာတဲ့မင်းကိုတိုင်မင်ကြမာတဲ့နတ်တဲ့မလို့ဖြစ်နိုင်လားမဖြစ်နိုင်လားမစင်းစားနိုင်ရဲ့ချစ်တဲ့စီပြေးသွားတဲ့မင်းသားဆိုင်တဲ့လောဘရဲ့စိတ်တွေကြောင့်အားရတဲ့ယူပြီးတော့ချစ်တဲ့အိုကြီးလက်ထဲမှာထိကြရိုက်လေချစ်တဲ့မြတ်ကိုကတရားပပုံချလိုက်တယ်ရန်သူကိုလွယ်လွယ်နဲ့ယုံစားလိုက်တယ်ချစ်တဲ့ကစပင်းပေါ်ကိုခုံချလိုက်တယ်လေဘေးကိုမဆန်တဲ့ကြိုက်ငုံထားလိုက်တယ်ခဏကတကယ်တော့လောဘကိုပူကြည့်မှာတော့အုံတော့ကိုမတုံးတော့ပဲသိရမဲလားနောက်ဆုံးတော့တမင်လေးမှာတက်ပြောက်သွားရှရတာလောဘကြောင့်ကြောက်ဆိုးကြီးအဖိတယ်ပဲကွာဒုက္ခကပို့ပို့ပြီးဒီတော့မဖြစ်လာကိုယ်နဲ့ကြသူဆိုရီမောကဖြစ်ကွာဆဲတော့ကကင်းဝေးတဲ့နေရာကိုရောက်ရင်အဲ့ဒါဖျားရှိကိုယ်တိုင်ဟောထားတဲ့နီယောတာသက်သာအိုးဘုံပြမြတ်စွာဘုရားမနဘကိုခွဲကြတဲ့ကိုဆုံးပါထားနားနဲ့ပြောအားငယ်တွေသိုးသမားဘွားကတည်းကခဏရင်ရှိအောင်မပြုံးပြထားအိုးသူ့ပေါ်ခဏတာနေစိတ်တက်ကိုအမြင်ဆုံးမထားပါဟေးဖြစ်နိုင်ခဏလောက်ဖြစ်ဖြစ်လောဘဒေါသတွေကြောင့်မယုံထွက်လို့သွားရင်ခဏတာဝေးအိုးဘုံပြမြတ်စွာဘုရားနားနဲ့ရောက်အားငယ်တွေသိုးသမားဘွားကတည်းကခဏရင်ရှိအောင်မပြုံးပြထားအိုးသူ့ပေါ်ခဏတာနေဟေးဖြစ်နိုင်ခဏလောက်ဖြစ်ဖြစ်လောဘဒေါသတွေကြောင့်မယုံထွက်လို့သွားရင်ခဏတာဝေး